တွေ့ကိုမင်္ဂလာပါခင်ဗျကျွန်တော်တို့ဒီမှာပေါ့နော်ပထမဆုံး login ဝင်ပြီးသွားတဲ့ပြန်နေတဲ့ကျွန်တော်တို့ create township ကိုသွားမယ်အဲ့မှာကိုယ့်ရဲ့ township တွေကိုအရင်ဆုံးထည့်ပေးရမယ်ပေါ့နော်ဒီမှာပါလာတဲ့ township တွေကိုကျွန်တော်တို့ထည့်မယ်ဆိုရင်မန္တလေးနေပြည်တော်အားသာ ICT ကိုထည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီပေါင်းလေးကိုနှိပ်ပြီးတော့ CT ကိုထည့်ပေးလို့ရတယ်ကိုစိတ်ကြိုက်ကိုထည့်ပေးလို့ရတယ်အဲ့လိုထည့်ပေးရတဲ့ CT နဲ့ချိန်မှာ township မှာဆိုရင်ကျွန်တော်တစ်ခုချင်းစီဒါကတော့ကျွန်တော်တို့ထည့်ထားတာပေါ့နော်အဲ့ဒါထည့်ထားတာကိုကိုကပြင်ခြင်းနဲ့ဆိုရင်တကူမှဒါလေးတွေကိုဖြတ်ခြင်းနဲ့ဆိုရင် delete နှိပ်ပြီးဖြတ်လို့ရမယ်ပြင်ခြင်းနဲ့ဆိုရင်တော့ပြင်လိုက်ပေါ့နော်အဲ့မှာကျွန်တော်တို့ဒီချက်လက်လေးတွေကဘာပြောချင်တာလဲဒါက kilo auto ဝင်ပြီးသွားမယ်ဒါ office ဆိုတာရုံးရဲ့ရမွေပေါ့နော်ဒါဆိုရင် royal or other agent တွေကိုပေးရတယ်ပေါ့ agent တွေကိုပေးရဆိုတာကဥပမာကိုယ့်ရဲ့ပေါ့နော်တခြား company နဲ့ချိတ်ဆက်ထားတဲ့လက်တွဲထားတဲ့သူတွေဖြစ်တယ်နောက်ထပ် writer agent တော့မဟုတ်သေးဘူးပေါ့နော်အဲ့ဒါဆိုရင်နောက်တစ်ခုကကျတော့ဒီဒါမျိုးဖြစ်စဉ်တွေမှာဆိုရင်ကျွန်တော်တို့ဒီရုံးက0ပဲရမယ်တခြားသူတွေကိုကျွန်တော်တို့ဒီတွားလိုက်တဲ့မန္တလေးမြို့ကိုတွားလိုက်တဲ့ဆို9000ကိုသူများကိုပေးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပတ်စံတော့မရခဲ့ဘူးပေါ့နော်ဒီဖြစ်စဉ်မှာဆိုရင်တော့ကျွန်တော်တို့မရဘူးဥပမာ writer တွေတမားတွေကိုကျွန်တော်တို့ကကျွန်တော်ရန်ကုန်လို့ပြောင်းလိုက်ပါ writer ဒီဖြစ်စဉ်မှာဆိုရင်တော့ကျွန်တော်တို့က3000ရမယ်3000ပေါ့နော်3000ကျွန်တော်ရမယ် customer စီကတောင်းရင်တော့4000ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သွားပို့တဲ့သူကိုကျွန်တော်တို့သွားပြီးတော့တခြား agent တွေတမားတွေပဲဖြစ်ဖြစ်1000ပေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်စဉ်ကိုသုံးလို့ရတယ်လို့နောက်ထပ်ကိုယ့်ရဲ့ writer agent တွေဆိုရင်လည်း pick up တော့ကောက်ရင်100ပေးမယ်ဒီမျိုးတွေကိုအလုံးကိုသွားရင်100ပေးမယ်ဥပမာဒီဟာဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်တော့0ပေါ့နော် deliver ပို့ရင်တော့0တခါတလေကြာရင်တော့ကျွန်တော်တို့ဒီဗဟန်းကိုသွားပို့ရင်တော့400ပေးတယ်ပေါ့နော်အဲ့လိုမျိုးကိုစိတ်ကြိုက်ကိုလုပ်လို့ရတယ်ဒါမှမဟုတ် driver ဆိုရင်လည်းကျွန်တော်တို့ဘယ်လိုပေးမလဲပေါ့နော် driver ကားသမားတွေဆိုရင်တစ်ထုပ်ကို20ပဲပေးမလား pick up ခက50ပေးပြီးတော့မှ deliver ကို100ပေးလို့လည်းရတယ်ပေါ့နော်ဒါကတော့ကိုတို့သုံးကျင်တဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ပြောင်းလဲမှုတွေလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါတောင်းရှစ်ပြီးသွားရင်တောင်းရှစ်ကိုထည့်ရင်လည်းဒီလိုမျိုးထည့်ရုံပဲပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့ပေါ့နော် customer စီတောင်းအောင်မဲ့ပတ်စံပေါ့နော်ဒါလေးတွေက customer စီကိုတောင်းအောင်မဲ့ပတ်စံဒါကကိုရမဲ့ပတ်စံဒါကသူများကိုပေးရမဲ့ပတ်စံပေါ့နော်ဟုတ်ပြီနောက်တစ်မျိုးကကြတော့ user account မှာဆိုရင်ကျွန်တော်တို့က type တွေမျိုးစားရှိတယ် accountant ရှိတယ် deliver ရှိတယ် HR ရှိတယ်ပေါ့နော် HR ကတော့ standard တွေနဲ့သက်ဆိုင်တဲ့ HR ရှိမယ် CS ရှိမယ် finance ရှိမယ် management marketing operation operator OS ပေါ့နော် online shopping တွေဆိုရင်ကျွန်တော်ဒီကထည့်လို့ရတယ်လို့ဒီဘက်ချမ်းမှာလည်းနှိပ်ပြီးတော့ကျွန်တော်ထည့်လိုက်လို့ရတယ်ပေါ့နော်အဲဒါကျွန်တော် delivery ထည့်မယ်ဆိုရင်ကျွန်တော်တို့အပေါင်းလေးကိုနှိပ်ပြီးတော့ကျွန်တော် delivery ကိုထည့်မယ်ကိုယ့်ရဲ့ brand ကဖြစ်ရင် brand ပေါ့နော်ပြီးတော့ကြတော့ code number ဥပမာ0001ဆို delivery writer ကိုကျွန်တော်တို့ပေးထားတယ်ဆိုရင်ထည့်လို့ရမယ်ပြီးတော့သူ့ရဲ့တိုက်က delivery ပေါ့နော်ဒီမှာကတော့ writer လို့ပဲရွေးလိုက်ပေါ့ရတယ်နော်အဲ့ပြီးသူ့ရဲ့နာမည်ရယ် user name password သူ login ဝင်တဲ့ user name password တွေရေးမယ်ဖုန်းနံပါတ်တွေပေးမယ်ပေါ့နော်အဲ့မှာလည်းနောက်တစ်မျိုးရှိရယ်ကျွန်တော်တို့ကတောင်းရှင်းတဲ့သူတို့ကိုမပေးချင်ဘူးလူတစ်ယောက်ချင်းစီမှာတဝေး pick up ကိုတဝေးကို50ပေးမယ်ဆိုရင်တဝေးကို100ပေးမယ်ပေါ့နော်ဒါ pick up သွားကောက်တဲ့ way ပေါ့နော်အဲ့ဒါကို100ပေးမယ်တစ်ခါသွားကောက်တယ်သူက10တုပ်တော့ကောက်တယ်ဆိုပေမဲ့လည်းအဲ့အိမ်ကိုတစ်ခါပဲသွားလိုက်တာဖြစ်တဲ့အတွက်သူဒီပေါ့နော်တစ်ထုပ်ကို100လို့ရမှာမဟုတ်ဘူးအဲ့10တုပ်လုံးမှာ100ပဲရမှာအထုပ်100ဆိုရင်လည်း100ပဲရတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့တဝေးပုံမှာမူတည်ပြီးတော့သွားလိုက်တာပေါ့နော်သူ့ကိုသွားပြီးပို့တာဆိုရင်200ပေါ့နော်အဲ့ဒါ deliver ဖြစ်တဲ့အချိန်မှာကျွန်တော်တို့က customer စီကိုသွားပြီးတော့ပို့လိုက်တယ်ဆိုရင်တလမ်းကြောင်း200ရမယ်10တုပ်ဆိုရင်တော့အဲ့လိုမျိုး200နဲ့ညှောက်ပြီးတော့မှကျွန်တော်တို့က2000ရမယ်ပေါ့နော်သူ့ရဲ့ basic salary တွေကျွန်တော်တို့သိမ်းလို့ရမယ်ဒါကတော့ရက်မှန်ကြီးဆိုတာကတော့ attendant တွေဆိုရင်တော့ရက်မှန်ကြီးတွေပါမယ်သူ့ရဲ့ band name ဘန်နံပါတ်အခုကျရင် remit တွေထည့်လို့ရမယ် marketer ဆိုတာသူ့ကိုဘယ်သူခေါ်လာတယ်ခေါ်လိုက်တဲ့သူထည့်လို့ရမယ်သူ့ရဲ့ Facebook တွေထည့်လို့ရမယ်သူ့ရဲ့ join တဲ့ date တွေထည့်လို့ရမယ်ပေါ့နော်အဲ့ဒါပြီးကျွန်တော်တို့က sick close နှိပ်လိုက်ရုံပဲပေါ့နော်ဒါပေမဲ့ sick close နှိပ်တဲ့အချိန်မှာ user name password ကတော့အမြဲတမ်းထည့်ပေးရမယ်မတူအောင်ထည့်ပေးရမယ်ပေါ့နော်အဲ့ဒါပြီးကျွန်တော်တို့ကဒီမှာဝင်သွားပြီပေါ့နော်အဲ့လိုမျိုးဝင်သွားပြီဆိုရင်ကျွန်တော်တို့ဒါက writer ပြီးသွားပြီ OS ဆိုရင်လည်းကျွန်တော်တို့ဒီမှာထည့်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ကထည့်လို့ရတယ်ပေါ့နော်ဒီနေရာမှာထည့်ချင်တယ်ဆိုရင်ဒါ OS ပုံစံမျိုးဖြစ်သွားမယ်ဒါမှမဟုတ်ဒီလိုမျိုးမထည့်ချင်ဘူးကျွန်တော်တို့ကဒီ OS ကိုနှိပ်ပြီးတော့ထည့်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ကထည့်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ဟုတ်ပြီကျွန်တော်တို့က online shopping ကိုကျွန်တော်တို့ကဟုတ်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကပေါ့နော်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ကထပ်ပြီးတော့သွားမှာကဒီကပြီးသွားပြီဆိုရင်ကျွန်တော်တို့ brand တွေဆောက်မယ်ဆိုကိုယ်ရုံးမှာ brand ဘယ်နှခုရှိလဲပေါ့နော်ရှိတဲ့ brand တွေကိုကျွန်တော်တို့ကထည့်ပေးလိုက်လို့ရတယ်ပေါ့နော်
အဲ့ဒါပြီးတော့ကျွန်တော်တို့အကောင့်တွေသုံးမယ်ဆိုရင်အကောင့်တိုက်ရဲ့မျိုးစားတွေကိုဒီမှာလာထည့်ပြီးတော့ကျွန်တော်တို့ပြင်လို့လည်းရတယ်ပေါ့နော်ကိုစိတ်ကြိုက်ပြင်လို့လည်းရတယ်ထည့်လိုက်လို့လည်းရတယ်ပေါ့နော်ဒါလေးတွေကတော့ကျွန်တော်တို့ report မှာလာပြီးတော့ affect ဖြစ်မယ် general ledger report မှာသူကလာပြီးတော့သူကပေါ်ပြီးသွားမယ်ပုံစံမျိုးတော့ရှိရပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ company name တွေကျွန်တော်တို့ထည့်မယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ create user URL set ပေါ့နော် accountant ဆိုရင်ကျွန်တော်တို့ဘယ်ဟာလေးတွေပိတ်ဖွင့်လုပ်မှလဲဖြတ်ခွင့်မပေးဘူး delete edit လုပ်မယ်အဲ့လိုမျိုးလေးရဆိုကျွန်တော်တို့ဒါလေးတွေကတော့အသေးစိတ်လုပ်လို့ရတယ်ပေါ့နော် customer ဘယ်လက်မှာဘယ်လိုမျိုးလေးတွေကျွန်တော်တို့ပေးမှလဲပေါ့နော်အဲ့ဒါလေးတွေကစကိုစိတ်ကြိုက်ကိုလုပ်လို့ရတယ် accountant ပြီးရင် admin ကိုဗာပေးမှလဲ delivery HR အဲ့လိုမျိုးတွေကစ URL set နဲ့ကျွန်တော်တို့ကစားသွားမယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကလာချင်းစပြီးတော့ order မတင်ခင်မှာကျွန်တော်တို့ကသူ့လက်ထဲကိုဒီ admin ကနေပြီးတော့ admin လက်ထဲမှာကျွန်တော်တို့ကဘယ်လောက်ရှိတယ်လဲဆိုတော့အရင်ဆုံးကြည့်ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ခေါင်းချုပ်ဆိုတော့သူကopen ဟောပေါ့နော် office file မှာသူ့လက်ထဲမှာခုဆိုရင်ကျွန်တော်တို့က0ဖြစ်နေတယ်ပေါ့နော်ဒီမှာလည်းကြည့်ရတယ်နောက်တစ်ခုက report တွေက daily cap report မှာလည်းသူ့ရဲ့နာမည်နဲ့ကြည့်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ကကြည့်ရတယ်ပေါ့နော်မရှိသေးဘူးပေါ့နော်အဲ့ဆိုရင်ကျွန်တော်ကသူ့လက်ထဲကိုအရင်ဆုံး opening အနေနဲ့ caption အောင်မှာသူ့လက်ထဲကိုကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ဒါပေမဲ့သူ့ကိုတော့ဘယ်သူမှပေးတာမဟုတ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ opening အနေနဲ့ပဲထည့်လိုက်မယ်ပေါ့နော်အာသာတွေကနေပြီးတော့ကျွန်တော်တို့သူ့ကို opening ဆိုပြီးကျွန်တော်တို့ထည့်ပေးလိုက်မယ်ပေါ့နော် opening admin ကနေပြီးတော့ယူလိုက်တယ်ဆိုတဲ့ပုံစံမျိုးပဲယူမယ်ဒီစကားလုံးဒီတခြားလူတွေအားလုံးကသုံးလို့မရဘူးပေါ့နော်ကုတ်နံပါတ်ကျွန်တော်ထည့်တယ်ဆိုရင်100011အဲ့လိုကိုသူ့ရဲ့ကုတ်နံပါတ်ရှိကုတ်နံပါတ်လေးကျွန်တော်ထည့်သွင်းလိုက်လို့ရတယ်ပေါ့နော်အကောင့်ကုတ်လေးတွေပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာဆိုရင်စသုံးလို့ရပြီအဲ့ဒါဆိုကျွန်တော်တို့က350ဆိုရင်ခု10ရာထောင်တောင်း350ပေါ့နော် cash နဲ့ရတယ်ဆိုရင် cash နဲ့ပေါ့နော် KB တွေလည်း ban နေနဲ့ကြည့်မယ်ဆိုရင်တော့တေချာလေးထည့်ပေးမယ်ကျွန်တော်ကတော့ cash နဲ့မူလက်ခံဆိုပြီးတော့ထည့်လိုက်မယ်အဲ့ဒါဆိုကျွန်တော်လက်ထဲ admin လက်ထဲကိုတော့ရောက်သွားပြီပေါ့နော် confirm အနေနဲ့ပဲရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာပြန်ပြီးတော့ daily cap ဟောမှာပြန်သွားကြည့်မယ် admin အနေနဲ့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်သူ့ရဲ့လက်ထဲမှာ350ရောက်သွားပြီပေါ့နော်ဟုတ်ပြီနောက်ပြီးကျရင်သူ့ရဲ့ office file ထဲမှာလည်းကြည့်လို့ရတယ်သူ့ရဲ့ cash က350ရောက်လာပြီပေါ့နော်အဲ့ချိန်ကစပြီးတော့သူက order စပြီးတော့တင်လိုက်လို့ရပြီသူကိုယ်တိုင်ပဲတင်လိုက်မယ်ပေါ့နော်အဲ့သူကတစ်ဆင့် accountant ကိုပြန်ပေးတယ်ဆိုရင်တော့ short သွားမယ်ပေါ့နော်ပုံမှန်ရတော့ accountant ကဒီစင်းတွေလောက်ရမှာပေါ့နော်ကျွန်တော်တော့ခုတယောက်တည်း admin တယောက်တည်းပဲလုပ်ပေးလိုက်မယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့က writer 1ကိုရွေးမယ်ဒီမှာတကယ်လို့မရှိဘူးဆိုရင် online shopping နှိပ်ပြီးတော့ဒီမှာနှိပ်ဆရာမလို့ကျွန်တော်ဒီအပေါင်းလေးကိုနှိပ်ပြီးတော့ online shopping ကိုဒီမှာမြန်ဆန်ဆန်နဲ့ထည့်လို့ရတယ်ပေါ့နော်အဲ့ online shopping ထည့်တဲ့အချိန်မှာဆိုရင်လည်းသူ့မှာ code ရှိတယ် OS က auto ရွေးပြီးတာ profile name user name password ထည့်ပြီးလို့ရထည့်ပေးရမယ်ဖုန်းနံပါတ်အတွက်ထည့်ပေးရမယ် CD တွေတောင်းရှိတွေကျွန်တော်တို့ရွေးပေးရမယ်မရွေးလေရတယ်ပုံမှန်ရပါတော့ gate ကြီးပေါ့နော် gate ကြီးကိုဆိုရင်သူ့ကိုကျွန်တော် commission ဘယ်လောက်ပြန်ပေးပါလဲဒါတွေမသုံးလို့လည်းရတယ်ဒါမှမဟုတ်ဘူးဆိုရင် complete deliver ဖြစ်သွားတဲ့အချိန်မှာဆိုရင်လည်းတဝက်ကိုသူ့ကိုဘယ်လောက်ပြန်ပေးမှာလဲ online shopping ပြန်ပေးမှာပေါ့နော်မပေးလို့လည်းရတယ်ပေါ့နော်အဲ့ဒါဆိုမပေးရင်တော့ဒီတိုင်းထားခဲ့လိုက် ban name ban number remap သူ့ကိုခေါ်လာတာကဘယ်သူလဲပေါ့နော်အဲ့ဘယ်သူလဲဆိုတဲ့ဥစ္စာကိုထည့်လို့ရမယ် follow လို့လား follow up ပေါ့နော်ဒီမှာကတော့ UPF follow up ကိုကျွန်တော်တို့ Facebook ထည့်လို့ရမယ် follow up ဆိုရင်ကျွန်တော်တို့က9ဆိုရင်9ရက်နေထိသူက order လာမတက်ဘူးဆိုရင်ကျွန်တော်တနေ့ရမှာလာပို့ပေးမှာပေါ့နော်အဲ့ဒါလေးရတယ်ကျွန်တော်ပြန်ပြပေးမယ်ပေါ့နော်အဲ့ဒါလေးကဘယ်လိုလဲဆိုတော့ကျွန်တော်ဒီဘက်ချမ်းမှာပြန်ကြည့်မယ်သူဒီမှာဆိုရင်တယောက်ထည့်ထားတယ် follow up 9သူဒီ1ပေါ့နော်သူကလာမဲ့အခုဆိုရင်ကျွန်တော်တို့ကဒီ follow မှာသွားပြီးကြည့်လိုက်ရင်ကျွန်တော် daily နေပေါ့သူဘယ်နေ့က order တိတ်နောက်ဆုံးခဲ့တဲ့ daily ပဲပို့ပြီးတော့မှ day တွေနဲ့ပြပေးမှာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကလာချင်းစတော့ ticket တစ်ချောင်းတော့တွန်းကြည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်အပေါင်းလေးမနှိပ်တော့ဘူးကျွန်တော်တို့တွန်းကြည့်လိုက်မယ်တစ်ခါကျ wifi line မကောင်းတဲ့ချိန်မှာဆိုရင်ဒီလိုမျိုးသုံးလို့လည်းရတယ်ပေါ့နော်ဒါကြရှားရတာပေါ့နော်ဒါ wifi internet line မကောင်းတဲ့ချိန်တွေပေါ့နော် internet line ကောင်းတဲ့ချိန်ဆိုရင်တော့ဒီလိုလေးသုံးလိုက်လို့လည်းရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က9 way ဆိုရင်ကျွန်တော်သူကဆိုင်ကယ်နဲ့လားကားနဲ့လားဘသူ့ကိုတခါတည်းဆိုင်းချမှာဆိုဒီ writer 1မှာအမှသွားပြီးတော့သူပေါ်သွားမှာပေါ့နော်အဲဆိုရင် writer 1ကနေပြီးတော့သူကသူ့ application ဝင်ပြီးတော့မှသူကဓာတ်ပုံသုံးမှလားမသုံးဘူးလားကိုလိုစဉ်းစားရမယ်ဓာတ်ပုံမသုံးဆိုရင်ကျွန်တော်ဒီကနေထည့်ပေးရမယ်ပေါ့နော်အဲဒါကျွန်တော်တို့ကဓာတ်ပုံမထည့်ဘဲနဲ့သွားမယ်ဆိုရင်တော့ဒီကနေသွားမယ်သွားတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကဗာလဲ writer ကနေပြီးတော့ကျွန်တော်တို့ status ပေါ့ writer ကနေပြီးတော့သူကအရင်ဆုံးကျွန်တော်တို့ pick up မှာဒီတိုင်းထားပြီးတော့ writer ကနေသူက down လုပ်ရမယ်ပေါ့နော် down လုပ်ရမယ်ဆိုတော့ writer down လုပ်လိုက်ပြီဒါဆိုရင်ကျွန်တော်တို့ admin ကနေပြီးတော့သူကဓာတ်ပုံတကယ်တော့ writer ကနေပြီးတော့ကျွန်တော်ဓာတ်ပုံထည့်ပြီးတော့ down လုပ်လိုက်လို့ရတယ်ပေါ့နော်အဲဆိုရင်တော့ကျွန်တော်ဒီ time free မှာစီးရင်ထည့်တဲ့သူကထည့်မယ်အဲဆိုရင်ကျွန်တော်တို့ဓာတ်ပုံနဲ့မသွားဘူးဆိုရင်မသွားလို့ရတယ်ဓာတ်ပုံနဲ့သွားရင်တော့ဒီကနှိပ်ပေးရမယ်ဓာတ်ပုံနဲ့မသွားဘူးဆိုတော့ item ကနေကျွန်တော်တို့သွားပေးရမယ်ပေါ့နော်အဲဆိုကျွန်တော်ကတော့ item ကနေသွားလိုက်မယ်ပေါ့နော် item နေသွားပြီးတော့ကျွန်တော်တို့ကဒီနေ့မှာဆိုရင်လူနာမည်မရှိဘူးဆိုရင်ကျွန်တော်တို့ကဖုန်းနံပါတ်ကိုအရင်ဆုံးရေးမယ်ဖုန်းနံပါတ်ကိုအရင်ဆုံးရေးမယ်ဆိုတော့
ဖုန်းနံပါတ်ရေးလို့ရေးမယ်နာမည်ကိုကျွန်တော်တို့ရေးမယ်ပြီးတော့အတွက်ကိုရေးမယ်တောင်းရှစ်ကိုကျွန်တော်တို့ရေးမယ်ပေါ့နော်ဟုတ်ပြီတောင်းရှစ်ကိုအလုံးလို့ရေးလိုက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကဒီမှာချက်6ချက်ရှိရပေါ့နော်ဒါဆိုရင်ချက်ချင်းရှင်းတာပေါ့နော်အဲ့ဒါဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့က delete ကိုရေးလိုက်တယ်အဲ့ delete ရဲ့ပိုင်ဆိုင်မှုကကျွန်တော်တို့ right ရဲ့သူကဟိုတောင်းရှစ်မှာထည့်ထားတဲ့ right ရဲ့ကို1000ပေးမယ်ဆိုတော့ other right ရဲ့ amount ကို1000ပေးမယ်ပေါ့နော်ဒါဟိုဟာ office amount က3000ပဲရမယ်ဒီတောင်းရှစ်ဆိုရင်ကျွန်တော်တို့ကသူများကိုပေးတာပေါ့နော်အဲ့ဒါဟို setting မှာသတ်မှတ်တဲ့အတိုင်းပဲသူကကြာပေးတာပေါ့နော်ဒါဆိုရင်တော့ချက်ချင်းရှင်းပတ်စံဒါမှမဟုတ် online shopping ကသူ့ပေါ်မှာကျွေးတင်မယ်ဆိုရင်ဘယ်လောက်လဲငါ့ပေါ်မှာတော့1000လောက်ကျွေးတင်ပေးပါဆိုရင်သူက3000ကိုချက်ချင်းရှင်းပါပေါ့နော်ဒါဆိုရင်ကျွန်တော်တို့1000ကိုကျွေးတင်တာပေါ့နော်မဟုတ်ဘူးငါဟိုက4000လောက်အကျွေးတင်ပေးပါဆိုရင်ဒါ4000လောက်သူကကျွေးတင်လိုက်တာပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်4000လောက်ကျွေးတာအဲ့ဆိုရင်တော့ customer စီကပဲဟိုပါဘောနော်တောင်းခဲ့ပေးပါ item value ကိုပစ္စည်းဖို့ကို customer စီကပဲတောင်းခဲ့ပေးပါဆိုရင်သူကပစ္စည်းဖို့ကို customer စီကတောင်းမယ်ပေါ့နော်အခု10ရာ1000တောင်းသိန်း5သိန်းကြတယ်ဆိုရင်ပစ္စည်းဖို့ကို customer စီကတောင်းခဲ့ delete ကိုတော့ငါချက်ချင်းရှင်းလိုက်မယ်ဆိုရင်တော့ဒါကချက်ချင်းရှင်းတာပေါ့နော်ချက်ချင်းရှင်းမယ်ချက်ချင်းမရှင်းဘူး delete ကိုတော့ပစ္စည်းရမှာပဲပြန်ပေးပါဆိုရင်0ဒီ4000ဒီ auto ကြည်သွားမှာပေါ့နော်ဒီ5သိန်းနဲ့ကနေပြီးတော့4000နှုတ်သွားမှာပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်ဒီဖြစ်စဉ်မှာနောက်တစ်ခုကကြတော့ဘယ်လိုလဲပစ္စည်းဖို့ရောဟိုပါဘောနော်ဒီပစ္စည်းဖို့ရော customer စီကပဲတောင်းခဲ့ပေးပါဆိုရင်တော့ကျွန်တော်တို့ကဒီလိုလုပ်ပြလိုက်မယ်သူကဘယ်လိုမျိုးလဲဆိုတော့ဒီမှာဆိုရင်တော့5သိန်းနဲ့မှာ4000 customer စီကတောင်းခဲ့ပေးပါလို့ပြောတယ် customer စီမှာပဲလုံးလုံးကြွေးတင်တာပေါ့နော်အဲ့ချိန်မှာတစ်ခါလေးကြရင်သူကဖြစ်တာကဘယ်လိုဖြစ်လဲဆိုတော့ delete ကို9000တောင်းလိုက်ဟိုပါဘောနော် customer စီက9000တောင်းလိုက်ပါဆိုရင်သူ့ကိုတော့1000ပြန်ပေးလို့ပြောရင်သူကဒီလိုမျိုးထည့်ပေးလိုက်ရင် delete ကတကယ်တမ်းဟို writer ဒီစီမှာတော့ပုံမှာ delete ကတော့9000ပါဟိုပစ္စည်းဖို့ကတော့5သိန်း5000 5သိန်းပါဆိုပြီးတော့ပေါ်ပေးမှာပေါ့နော်ဒါကတော့ delete တချို့ delete ရကြတော့ဒီတစ်ချောင်းကိုပို့ရင်ဒီမှာပဲ100ပဲပေးမယ်ဆိုရင်ဒီမှာလည်းတတ်မှတ်လို့လည်းရတယ်ပေါ့နော်ဒါပေမဲ့ဟို writer ကိုပေးတဲ့တောင်းရှင်းနဲ့သွားလို့ရတယ်လို့ဝေးရည်တနက်နဲ့သွားလို့ရဒါမှမဟုတ်ဒီတစ်ချောင်းမှာကိုစိတ်ကြိုက်ပေးခြင်းနဲ့ဆိုရင်လည်းပေးလို့ရတယ်ဆိုတဲ့ပုံစံမျိုး delete value ကိုဖြစ်ပေါ်လာတယ်ပေါ့နော်ကျွန်တော်တို့ဒါကိုစိတ်နေလိုက်မယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကနောက်ထပ်အကြောင်းရည်တက်ကိုကျွန်တော်တို့ထည့်လိုက်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကနောက်ထပ်ဟိုမှာသွားပြီးကြည့်မယ်ဆိုရင် online shopping ရဲ့ဒီမှာဆိုရင်ကျွန်တော်တို့က online shopping ရဲ့အိမ်မှာဆိုရင်ကျွန်တော် Bahang ဆိုရင်ကျွန်တော်တို့ကအပန်းပိတ်ပေးမယ်ပေါ့နော်ကျွန်တော်တို့အဲဆိုရင် Bahang ကိုကျွန်တော်တို့ရွေးလိုက်မယ်အဲဆိုရင် Bahang မှာဆိုရင်ကျွန်တော်တို့ကအပန်းပိတ်ပေးမယ်အခု10ရာ1000တောင်းသိန်းတသိန်းဆိုတော့အပန်းပိတ်ရတသိန်းပေါ့နော် OS ကချက်ချင်း3000ရှင်းခဲ့တယ်ပေါ့နော်အခု10ရာ1000 3000ဆိုရင်တသိန်းကို customer စီကကောက်မယ်အဲ့လိုကောက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကပြန်ကြည့်မယ်ပေါ့နော်ဒီလိုဖြစ်စဉ်ကိုပြန်ပထမဆုံးပြန်ကြည့်မယ်ဆိုရင် weight ကတော့9000ကို customer စီကကောက်မယ်ဒီဟာကိုလည်း4000ကိုလည်း customer စီကကောက်မယ်ဆိုတော့ customer စီကနေကျွန်တော်တို့ cashback ကို1000ကို online shopping ကိုပြန်ပေးမယ်ဆိုတော့ customer စီက9သိန်းနဲ့မှ9000ကျွန်တော်တို့ကောက်မယ်အဲ့ဒါဆိုရင်တော့ online shopping ဘယ်လောက်ပြန်ပေးမှာလဲ9သိန်းနဲ့မှ1000ပြန်ပေးမယ်ကျွန်တော်တို့က4000ရမယ်ပေါ့နော်ဒီဖြစ်စဉ်မှာဆိုရင်တော့အပန်းပိတ်ကျွန်တော်တို့ကသိန်းပေးလိုက်ပြီး online shopping ကိုအဲ့ချိန်မှာ3000ကိုတော့ online shopping ကချက်ချင်းရှင်းခဲ့တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့က COD ပစ္စည်းဖို့တန်ဖိုးကတော့တသိန်းdelete charge ကတော့ကျွန်တော်တို့3000 OS ကနေပြီးတော့သူရှင်းမယ်ပေါ့နော်အဲ့ဒါဆိုရင် customer တွေရောက်တဲ့ချိန်မှာကျွန်တော်တို့ကတသိန်းရမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့က0 online shopping ကိုပြန်ပေးစရာမလိုတော့ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်ရှင်းသွားပြီပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်ပုံတွေပိုင်းပုံတွေပြန်ကြည့်လို့ရမယ်သူ့ရဲ့ history တွေကိုကျွန်တော်တို့ဒီမှာပြန်လာကြည့်လို့ရမယ်ပေါ့နော်ဘယ်သူဘာလုပ်သွားလဲဆိုတာပြင်ခြင်းနေဆိုလဲဒီမှာထပ်ပြီးတော့ပြင်လို့ရမယ်ဖြတ်ချင်လည်းဖြတ်လို့ရမယ်ပေါ့နော်ဒီမှာ city တွေ township တွေနဲ့ကျွန်တော်တို့ချလို့လဲ assign ချခြင်းနေဆိုလဲချုပ်လို့ရတယ်လို့ချလို့လည်းရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာ printer တွေလည်းထုတ်ချင်နေဆိုရင်ထုတ်လို့ရတယ် ACL PDF printer ပေါ့နော်သူ့ရဲ့ printer အမျိုးအစားနဲ့သူထုတ်လို့ရမယ် print ထုတ်ချင်နေဆိုလဲထုတ်လို့ရမယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကပတ်စံကတကယ်ဒီမှာမရသေးဘူးကျွန်တော်တို့ကဒီမှာဆိုလည်းမပေးရသေးဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဘက်မှာမထွက်သေးဘူးပေါ့နော်အဲ့ဒါကျွန်တော်တို့ payment တွေမှာသွားပြီးတော့ပေးရမယ်ပေါ့နော်ဒါဆိုဒီနှစ်ချောင်းကကျွန်တော်တို့ကစရင်းတော့ထည့်ပြီးသွားတယ်စရင်းထည့်ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့က done နှိပ်ပြီး definite ကိုလုပ်ရမယ်ဒါပေမဲ့ definite မလုပ်ခင်မှာပတ်စံတွေကမရှင်းရသေးဘူးဆိုတော့ကျွန်တော်တို့က payment တွေကိုသွားပြီးတော့ OS ကိုကျွန်တော်တို့ကရှင်းမယ်သူ့ OS နာမည်ကိုကျွန်တော်တို့ကရိုက်မယ်ပေါ့နော်OS နာမည်ကဘယ်သူလဲဆိုတော့ကျွန်တော်ရိုက်လိုက်မယ်ရိုက်လိုက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့အပန်းပိတ်ကိုကျွန်တော်ရွေးလိုက်ရင်တသိန်းပေါ့နော်တသိန်းဆိုတော့ကျွန်တော်တို့ကငွေလွှဲရမှာဆိုတော့ငွေလဲကိုကျွန်တော်တို့ cash နဲ့ပဲတသိန်းလွှဲလိုက်မလွှဲခင်မှာကျွန်တော်တို့ရဲ့လက်ကျန်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့လက်ကျန်မှာ profit finance ကိုသွားကြည့်ရမယ်5သိန်း50ရှိတယ်ပေါ့နော်အဲ့ဒါကျွန်တော် confirm ဆိုပြီးနှိပ်လိုက်ပြီး save ဖြစ်သွားပြီ save ဖြစ်သွားရင်ကျွန်တော်တို့လက်ကျန်ကိုကျွန်တော်ပြန်သွားကြည့်မယ်ဆိုရင်
ဒီမှာဆိုရင်49သိန်းပဲကျန်တော့တယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့မှန်တယ်ဒါမှမဟုတ် report ထဲမှာတက်ကြည့်ခြင်းလည်းရတယ်ပေါ့နော်အဲ့ပြီးတော့နောက်တစ်ခုထပ်လုပ်ပြီးတော့အဘန်းပိတ်ကိုကျွန်တော်တို့ထပ်ရှင်းမယ်ဒီကနေ့ကျပုံမှန်ကတော့ပတ်စံတွေအားလုံးရှင်းပြီးသွားရင်တော့ကျွန်တော်တို့ကပြန်တွက်ပေးရတော့ဒါဆိုအဘန်းပိတ်ပြီးသွားရင် OF ပိတ်ပေါ့နော် OF ကိုချက်ချင်းရှင်းမယ်ဆိုတော့ OF ပိတ် cash နဲ့ပဲကျွန်တော်တို့3000လက်ခံလိုက်မယ်ပေါ့နော် confirm ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ order ထဲမှာကျွန်တော်တို့ပြန်ပြီးတော့ data entry မှာပြန်သွားကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ပတ်စံတွေကဒီမှာပေးခဲ့ပြီးသွားပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့လက်ထက်ကလည်းနှုတ်သွားပြီလားဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်တသိန်းကနှုတ်သွားမယ်3000ကရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီ office file မှာကြည့်ချင်တယ်လို့ daily care report မှာလည်းကျွန်တော်တို့ကြည့်လိုက်လို့ရတယ် admin အနေနဲ့ကြည့်လိုက်ပေါ့နော်ကြည့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ office file မှာကျွန်တော်တို့တွားပြီးကြည့်လိုက်မယ်ဆိုရင်သူကတသိန်းကထွက်သွားတယ်3000ကရတယ်ဆိုတော့9000နဲ့မှ9000ရတယ်အဲ့ဒါဆိုကျွန်တော်တို့လက်ထဲမှာဒီတနေ့စာမှာကတော့4သိန်း9000 49သိန်းရှိရဆိုနောက်ဆုံး closing ကကျွန်တော်တို့49သိန်းပေါ့နော်အဲ့ဒါလေးရှိမယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ကျွန်တော်တို့ကအဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာကြာလာတဲ့ဥစ္စာကို done နေ done finish လုပ်လိုက်မယ်ပေါ့နော်ပတ်စံတွေလည်းရှင်းပြီးသွားပြီဆိုတော့အဲ့ဒါဘယ်ထိရောက်မလဲဆိုတော့ history ရဲ့ရောက်အဲ့ချိန်မှာကျွန်တော်တို့စင်းစစ်တဲ့သူကဒါကိုစစ်လိုက်တာနဲ့တပြိုင်တည်းဟုတ်ပြီပတ်စံလည်းပေးပြီးသွားပြီဒီအကြောင်းတွေအားလုံးမှန်နေပေါ့နော်ပတ်စံမပေးရသေးဘူးဆိုရင်ဒီဘဲလောင်နေလိုက်ပတ်စံမပေးရသေးတဲ့စေးတွေအားလုံးကြာလာမယ်ဒါက order နဲ့ပတ်သက်လို့ကျွန်တော်တို့ကအဆင့်ပြီးသွားပြီပေါ့နော်ဒီအဆင့်မှာဆိုရင်ကျွန်တော်တို့က order ပြီးသွားပြီအဲ့ချိန်မှာဆိုရင်ဘာတွေပြန်စစ်ရမလဲဆိုတော့ကိုယ့်ရဲ့လက်ကျန်တွေကိုပြန်စစ်လို့ရမယ်နောက်ဆုံးဒီကတော့ဘာမှမပြောဘူး49သိန်း3000ရှိမယ်ဒါကကြတော့ daily cut report မှာကျွန်တော်တို့ပြန်စစ်လို့ရမယ်ဟုတ်ပြီနော်ပြီးတော့ကြတော့ကျွန်တော်တို့ cash in cash out မှာသုံးထားတာကအဲ့ဒါလေးတွေပဲရှိမယ်ပြီးတော့ကျွန်တော်တို့ general ledger မှာဘာတွေသုံးသွားလဲ cash အနေနဲ့ကကျွန်တော်တို့ဒီတရက်ပေါ့နော်ဒါကတော့ month လို့ဆိုရင်53000ဝင်ထားတယ်ထွက်သွားတာ3သိန်းထွက်သွားတယ်ဟုတ်ပြီအဘန်းပိတ်အနေနဲ့ကျွန်တော်တို့က3သိန်းရရှိထားတယ်3သိန်းရရှိထားတယ် OF ပိတ်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ကထွက်ထားတယ်ပေါ့နော် OF ပိတ်အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကထွက်ထားတယ်ဒီကနေ့ကျပတ်စံကကြတော့ရရှိတာပေါ့နော်ဒါကဘယ်လိုက်ဒီနှစ်ခုကသူကဟိုပါပေါ့နော် general ledger မှာညီရမယ်ပြီးတော့ကျွန်တော်တို့ရဲ့လက်ကျန်တွေကဒီမှာလာပြမယ်အဲဆိုကျွန်တော်ရဲ့ပတ်စံက customer မှာဆိုရင်49သိန်း3000ရှိတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ပတ်စံဆိုမှအားလုံးရဲ့ပတ်စံပေါ့နော်ဒါအားလုံးရဲ့ပတ်စံကိုပြပေးမယ်သူကအကောင့်ကုတ်ပိုင်တော့ဒီမှာအကောင့်ကုတ်နဲ့သွားမယ်ပေါ့နော်ပြီးတော့ကြတော့ profit and loss ဆိုရင်လည်းသူ့ရဲ့ပတ်စံနဲ့ပတ်သက်လို့ကျွန်တော်တို့ကပြန်ကြည့်မယ်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ရုံတွင်းပိုင်းမှာဆိုရင်တော့49သိန်း3000ရှိနေတယ်ကျွန်တော်တို့ item new item အသစ်နှစ်ခုဝင်လာတယ်အဲ့ဒီပတ်စံမောင်းကဘယ်လောက်လဲဆိုတော့ကျွန်တော်တို့9သိန်း9000ရှင်းလိုက်ရတယ်ပေါ့နော်အဘန်းပိတ်ပေးလိုက်ရတယ်ပုံစံမျိုးတော့ဖြစ်သွားတာပေါ့နော်အကယ်၍ဒါအဲ့ပစ္စည်းနှစ်ခုကိုကျွန်တော်တို့က online shopping စီကိုပြန်အပ်တော့မယ်ဆိုရင်ပြန်အပ်မယ်ပေါ့နော်ပြန်အပ်မယ်ဆိုရင်တော့9000နဲ့မှ9000ကိုကျွန်တော်တို့ပြန်ရမယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်ပေါ့နော်အဲဒါဆိုရင်ပစ္စည်းနှစ်ခုကကျွန်တော်ဒီမှာဘယ်မှတော့မပို့ရသေးဘူးဥပမာတစ်ခုခုနဲ့ဖြစ်ပြီးတော့သူတို့ကိုပြန်ပို့တော့မယ်ဆိုရင်9000နဲ့မှ9000ကျွန်တော်တို့သူတို့စီကပြန်ရရမယ်ပေါ့နော်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ရဲ့ရုံးမှာကတော့49ရှိတယ်အဲဆိုရင် total ရုံးရဲ့ကျွန်တော်တို့ရဲ့တန်ဖိုးကတော့350ရှိတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်အကျွေးတွေပါတယ်မရှိတဲ့အတွက်350ကျွန်တော်တို့ကြံမယ်ပေါ့နော်ဒါကတော့နောက်ဆုံးလက်ချန်လေးနဲ့ကြည့်တာပေါ့နော်ဒါအဲ့ဒါပြီးသွားရင်ဆိုရင်ဒါတွေက analysis တွေပဲရှိတဲ့အတွက်ကျန်တာတွေတော့ကြည့်စရာမလိုသေးဘူးပေါ့နော်ဟုတ်အဲ့ဆိုရင် writer တွေကလည်းဒီ cash in cash out နဲ့ web file နဲ့ပဲသုံးသေးတာပေါ့နော်ဟုတ်ကဲ့ဟုတ်အထူးကျေးဇူးတင်ပါတယ်ဒါကဟို order ဘိုင်းနဲ့ပတ်သက်ရေးပထမဘိုင်းကိုတော့ကျွန်တော်တို့ပြီးသွားတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်အထူးကျေးဇူးတင်ပါတယ်